အမေစုသားနဲ့သခိုးမပုံကျွန်တော်လာပြကြကျွန်တော် vacation ကာလပါဆိုမှပဲဘာမှမပြောတော့အခုနေနေဟာလာပြကြရေးထားတာဗါတဲ့အမေချစ်သားနဲ့အမေချစ်သမီးယုံလိုက်တာဆိုတော့ကျွန်တော်ကိုယ်ကလည်းအမေကိုရမ်းချစ်တဲ့သားတယောက်အနေနဲ့ရောစော်ကားသလိုပဲခံစားရတယ်တကယ်မတက်မရသခိုးမနဲ့လူတယောက်နဲ့ချက်တင်ဟာတွေ့ဘူးလားဒီသခိုးမလေးအဲ့လိုပြောနေတာနင်ကိုမေကိုပြန်လိုက်တယ်နော်အမေကိုရမ်းချစ်တဲ့သားနဲ့ကိုအမေကိုပြန်လိုက်ခိုင်းတဲ့ကောင်မနဲ့များအဲ့လိုမျိုးအမေချစ်သမီးရဲ့ဒီယုံမျိုးဒီယုံတယ်အမေစုချာနေတဲ့ကောင်မလေးကျွန်တော် post စီမရေးထားတယ်အဲ့တော့စာရှိလို့တွေ့ဖတ်ချင်ကြအောင်ဒီလိုမျိုး9မိနစ်လောက်ကလေးကိုဘူးစုစာပေးပြီးတော့အချိန်ပေးဖတ်လိုက်ယုံနဲ့ကြပြောထားတာကိုမဖတ်ချင်လို့ဒီလိုကောင်မမျိုးလို့စားခံရနဲတောင်နေတယ်ကဲဖတ်ပြမယ်နော်ဖတ်ပြမယ် TikTok ကပြတ်တက်တယ်သိရအောင်ပေါ့ဒီတခိုးမရဲ့အကြောင်းကတော့အရှင်းမှာအများကြီးပြောထားပြီးပါပြီနော်ဒီကောင်မတော့သူများမိဘလည်းစော်ကားဝင်လေးတဲ့ကောင်မမဟုတ်ဘူးအရင်ဆိုင်နှုတ်ကြမ်းပတ်ကြတဲ့ကောင်မအချိန်နဲ့သူသမီးသူပြန်စော်ကားခံရမယ့်ကောင်မမျိုးနော်ဒါမှမဟုတ်အမေရှိသမီးလည်းတကယ်မတတ်မရကျေးဇူးရှင်မေစုတော့မချာနေတဲ့ကောင်မမေစုပန်းပြလို့စား